Ok bà, alo em mình làm không nhỉ? Thì Hatari Pangale cho nó body là lem mà phải bà đấy. Ini lem em bỏ rồi, yo bỏ đầm hậu bảo. Đã rồi Hatari miêu ra rồi đó cho nó để mà lo body miêu bà. Đã lấy rồi yo body vào nó, yo body à thì shit mò nó, shit thì con nó bông má phía thì con tông nó làm nhà, đâm hết cho nó thì con tay mình chạy. Tôi à xì vào chào vào đó. When you chat rồi vào được chết rồi nó. Đó là cho nó đi theo con này body của cho nó mà lại cho nó thì nó bông ra miêu vào nó. Thì body ra đó xì mà lù, tôi cho vi ra nó, đã tụ khoai vào tụ cho nó mà lại vào nó, cái đó sao này cho nó mà lại. Thì còn con sang gì mà, bây giờ làm lấy ra cho nó tụ lại gì vậy. Thì con lấy đó, anh xem là bây giờ thì bông sang đây mà nó, cho nó đây này thêm, rồi tay ra lùiအောင်ဆိုပြီးတော့ ဒီမှာအောက်ကလည်းမပါဘူးချင်းလည်းမပါဘူးเนาะကျွန်တော်ဒီတိုင်းပဲဖြုတ်ပြီးပြင်ခိုင်းတာโอเคဒီထဲမှာပါရပါမယ်ဆိုဒီမှာခွက်လေးတွေပါမယ်ဒီမှာအကောင်လုံးဖြုတ်တာဒီကောင်တွေလည်းဖြုတ်တာနော်တူးလေးတွေရှိမယ်သူခွက်လေးတွေရှိမယ်โอเคဒါလေးကိုကျွန်တော်ပေးဖယ်တာတော့မဖြုတ်ခင်မှာဒီကလစ်တန်လေးကိုကျွန်တော်အရင်ရိုက်ထုတ်အောင်မယ်เนาะဒီမှာဝင်ရုပ်တအားကျက်တယ်ဝင်ရုပ်တအားကျက်လှုပ်လို့တော့မနိုင်ဘူးကလစ်တန်ဖြုတ်တော့ကကျွန်တော်အောက်မှာတစ်ခုခုခံပါเนาะခံပြီးတော့ကျွန်တော်ရိုက်ထုတ်โอเคဒီလေးရိုက်ထားပါမယ်ပြီးရင်ကျွန်တော်တန်ချောင်းလေးနဲ့ဒီလိုလေးโอเคဒီလိုလေးရိုက်ထားလိုက်နော်ဒါဆိုရင်ထွက်သွားတယ်ဒီမှာနော်ကလစ်လေးထွက်သွားတယ်โอเคတော့လဲလည်းမလဲဘူးရှုတွေပါကျွန်တော်နောက်မှစစ်ကြည့်ရမှာနော်ဒါတွေက capacitor လေးပေါ့နော် capacitor လေးကိုလည်းကျွန်တော်ဖြတ်ထုတ်တာမယ်โอเค capacitor နောက်မှကျွန်တော်စစ်ကြည့်ရမှာနော်ကောင်းလေးလားလို့ဟုတ်ကဲ့ပါဒါဆိုပန်ကာလေးပြန်ထောင်လိုက်ထောင်ပြီးတော့ရင်ကျွန်တော်အကုန်ဖြတ်ပါနော်ဒီမှာပညာလဲတဲ့ကောင်လည်းတို့ဖြတ်တာနော်ပြုတ်ထွက်အဲ့ဒါလေးကိုလည်းကျွန်တော်နောက်မှာပြန်ထည့်ပေးရအောင်โอเคဒါဆိုဒီဟာလေးထွက်လာပြီပေါ့နော်ကျွန်တော်ပေးမှချတာပြီးရင်ကျွန်တော်ဖုံးကိုဖွင့်ရအောင်ဖြစ်ပါတယ်ဒီနောက်ဖုံးဒီမှာမိုလီ၄လုံးရှိတယ်ပေါ့နော်ဒီ၄လုံးကိုကျွန်တော်ဖွင့်လိုက်โอเคဖွင့်ပြီးဆွဲထုတ်လိုက်ပြီးရင်ကျွန်တော်ဖုံးကိုအတားလေးဆွဲထုတ်နော်ဒါဆိုရင်နောက်ဖုံးထွက်လာတယ်ပြီးတော့ကျွန်တော် point ကိုဖြည်းဖြည်းလေးဆွဲထုတ်ဟုတ်ကဲ့ပါကျွန်တော်တို့ point ဆွဲထုတ်ပြီးတော့ရင်ကျွန်တော်ဒီမှာဒီဟာလေးကိုဆွဲထုတ်အောင်နော်ဝင်ရိုးကတော့ကြက်နေစီးထည့်ပြီးဆွဲထုတ်ကြည့်နော်ဆွဲထုတ်လို့မထွက်โอเคကျွန်တော်တူနဲ့ရိုက်ထုတ်ဝင်ရိုးက6ပြီးမဲတူးနေတော့ဝင်ရိုးကိုကျွန်တော်တန့်ရှင်းလုပ်ပေးရမယ်နော်စီလင်းနဲ့ဆိုအောင်ကျွန်တော်လုပ်ပြီးတော့အဝတ်လေးနဲ့တန့်ရှင်းလုပ်ပေးရအဝတ်လေးနဲ့တောက်လိုက်ဒီမဲနေတဲ့နေရာအဝတ်လေးနဲ့တောက်လိုက်โอเคဒီလောက်ဆိုရင်ရတယ်ပြီးတော့ရင်ကျွန်တော်တို့ဒီခွက်ကိုဒီထဲအခွက်ကိုပေါ့နော်ကျွန်တော်ဖြတ်အောင်ဒီကောင်ဖြတ်ဖို့အတွက်ကျွန်တော်ပလက်နှံလိုက်မယ်ပြီးတော့ရင်ကျိုးနည်းနည်းရှည်လေးဆွဲထုတ်နော်လောက်လွယ်လေအပြားလေးနဲ့ဒီမှာကလစ်လေး၄ခုရှိတယ်ဒီ၄ခုကိုကျွန်တော်ကလော်ထုတ်အောင်ခုလောကလော်ထုတ်ပြီးတော့เนาะကျွန်တော်ရိုက်ထုတ်ပါနော်လက်ရနဲ့ဖြောက်လိုက်ပြီးတော့ကျွန်တော်အတားလေးရိုက်ထုတ်လိုက်ဒါဆိုရင်ထွက်သွားပြီခွက်ရောဒီအထက်က boost ရောအကောင်လုံးထွက်လာပြီနော်โอเคဒီ boost ကိုကျွန်တော်တို့မတောင်းတော့ဘူးခွက်လည်းမတောင်းတော့ဘူးနော်ကျွန်တော်ပြစ်ထောက်လိုက်ဒီဒီထဲမှာအညစ်အကြေးရှိရင်တန့်ရှင်းလောက်အဲ့တော့တောက်လိုက်โอเคပုံမှန်ဆိုရင်ဒါသူ boost အဟောင်းရတယ်မနော်ဒါကျွန်တော်မတောင်းတော့ပြစ်ထောက်လိုက်ကျွန်တော်အသက်လဲကျွန်တော်လဲမယ် boost ကဒီပုံစံမျိုးနော်ဒီမှာဒီပုံစံလေးဒီကောင်ကြတော့စီထည့်စရာမလိုတော့ဒီမှာအဟောင်းမှာသူခွက်ကလည်းဒီပုံစံပဲကျွန်တော်ပုံစံတူကျွန်တော်မှားလာတာပေါ့နော်ဒီမှာသူခွက်ပုံစံတိုင်းပဲကျွန်တော်ပြန်ရိုက်ထည့်လိုက်မယ်ဒီ boost ကပိုကောင်းတာပေါ့နော်ဒါဝင်ရောကြက်တိုင်းပါလောင်းအောင်ဖြစ်တော့ချောနေတာတက်လားချောနေတာโอเคဒါဆိုရင်ကျွန်တော်ထည့်မယ်
ဒီကောင်ကိုဒီနေရာတိုင်းပဲကျွန်တော်ဒီလိုဒီဘက်ချန်လှည့်ပြီးထည့်အောင်နော်ထည့်ပြီးသွားရင်ကျွန်တော်တခုခုနဲ့ထိုင်းပေါ့နော်ကျွန်တော်ရိုက်ဖို့တော့ကျွန်တော်မှဒါလေးရှိရပါတော့ဒီကောင်နဲ့ကျွန်တော်ထိုင်းโอเคဒီကောင်ကိုပြင်ဘက်ကထည့်ပြင်ဘက်ကထည့်ပြီးရင်ဒီကောင်ကိုထည့်ကျွန်တော်ကြက်ထည့်လိုက်ကျွန်တော်နည်းနည်းကြက်လိုက်ပါနော်โอเคဒီလောက်ကြက်ပြီဆိုရင်ကျွန်တော်ပြန်ရိုက်ကောက်လိုက်โอเคရိုက်ပြီးသွားရင်ကျွန်တော်ပြန်ဖြုတ်လို့ရတယ်ဒီမှာလက်နဲ့နည်းနည်းထိုင်အဲ့ဆိုရင်โอเคပါပြီဒီ boost တေး boost တက်ကျွန်တော်တက်ဆင်လုပ်ပြီးတော့ပြီပေါ့နော်ကျွန်တော်ပြန်တက်ဝေးလိုက်โอเคပြီးသွားရင်ကျွန်တော်ထည့်ဆန်းကြည့်ပါနော်ဝင်လာ7ဟောနော်ဝေါဒီမှာကြည့်လောက်ချောတယ်ကြည့်မှာကြည့်တက်လားဟော7ပါပြီးတော့โอเคညပါပြီးသွားရင်ကျွန်တော်ဒီမှာ wine ကိုကျွန်တော်ဖြူမှာဖြူတစ်ချက်စစ်ကြည့်ရမယ်နော် wine ဖြူပြတ်နေလားโอเคကျွန်တော်ဖြူကောင်းရင်မီတာအော်မှာပေါ့နော်ဒီမှာနော်သူဖြူကဒီမှာရှိရနော်ဒီမှာဒီအဖြူရောင်လေးကဒီဖြူရောင်လေးရဲ့ခြေနှချောင်းကျွန်တော်ထိကြည့်မယ်โอเคမလာဘူးတလားမလာဘူးဆိုရင်ဒါဖြူပါကျွန်တော်တစ်ခါတည်းလဲပေးရမယ်ဖြူပြတ်နေပါတယ်နော်ဆိုတော့ကျွန်တော်ဖြူလဲဖို့အတွက်ကဒီကျိုးလေးကိုကျွန်တော်ဖြုတ်ဒီကျိုးနေရပါတော့နော်ဒါလေးဖြုတ်ဒါလေးနဲ့နော်ဒီကွမ်ကျိုးမထိမအောင်ကျွန်တော်တတိထားပါနော်သူကဆေးရည်နဲ့မအောင်လောက်တာမတောက်မယ်ပတ်ထားတဲ့ကျိုးလေးကျွန်တော်ဖြုတ်ဒါလေးပဲပေါ့နော်ကျိုးကတော်တော်မှခေဒါကျိုးလေးထွက်လာပြီးရင်ကျွန်တော်ဖြူကိုဒါလေးမတင်လိုက်ဒီနေရာမှာတကယ်ကျွန်တော်တကယ်လို့ဖြူအစ်စ်မရှိရင်တော့ဒီချီနှချောင်းကိုကျွန်တော်ဆက်ပေးလိုက်နော်တကယ်လို့ဖြူရှိရင်တော့ဖြူအစ်စ်လဲပေါ့နော်ကျွန်တော်မှာရှိတဲ့အတွက်ကျွန်တော်လဲလိုက်ဒီဖြူကိုကျွန်တော်ညှက်ထုတ်လိုက်နော်ဖြူတေးသေးလေးဒါဖြူအစ်စ်ကျွန်တော်လဲထည့်ဒါလေးကဖြူအစ်စ်ပေါ့နော်ကျွန်တော်စမ်းပြန်တော့ချီနှချောင်းကိုကင်လိုက်တွေ့လားโอเคဒါဆိုရင်ဒီဖြူတောင်းလို့ရပါတယ်ကျွန်တော်ဒီဖြူလဲထဲဒီဖြူအစ်ကိုကျွန်တော်ဒီမှာတေချာချိန်ပြီးချီးပေးရမှာဖြစ်ပါတယ်ဒါကိုကျွန်တော်မဆက်ခင်မှာကျွန်တော်အရင်ကျိုးနဲ့ပတ်လိုက်ဒီနေရာဟောင်းမှာပြန်ပတ်လိုက်နော်โอเคပတ်ပြီးသွားရင်ကျွန်တော်ဖြတ်ထောက်လိုက်ပြီးရင်ကျွန်တော်သူ့ခြေထောက်နဲ့ကျွန်တော်တစ်ဖက်ချင်းစီကျွန်တော်တေချာလေးပတ်ပြင်ပိုနေတဲ့ခြေထောက်ညှက်ထားပါနော်တကယ်လို့ခဲဆော်တဲ့ဟာရှိရင်ပိုကောင်းတော့ခဲနဲ့ဆော်ပါနော်ကျွန်တော်ကခဲဆော်ကိုအချိန်သိမြင်ရဒီတိုင်းပဲပတ်လိုက်โอเคဒီလောက်ဆိုရပြီပေါ့နော်ဒီမှာခုနအတန်မမြည်ဘူးခုဆိုရင်ဒီမှာခြေထောက်နှစ်ချောင်းကိုကျွန်တော်ထိလိုက်မယ်โอเคဒါဆိုရင်တောင်းလို့ရပါတယ်ကဲပြီးသွားရင်ကျွန်တော်ဒီဝင်ရိုးပြန်ထည့်တော့ပေါ့နော်ဝင်ရိုးနဲ့ဒီ coin နဲ့ကိုအသေးချာပြန်ထည့် coin ရင်ထည့်မှရအောင်နော်โอเค capacitor ကျိုးကိုလည်းကျွန်တော်အပြင်ထုတ်ဖို့မင်းနဲ့ဒါဆိုရင် coin ထည့်လို့ရပါတယ်ရှေ့တိုးနောက်ဆောက်ကျွန်တော်သေချာချိန်ပြီးထည့်ရအောင်နော်ဒါဆိုရင်အနောက်တအားရောက်တော့နော်နောက်တအားရောက်နေကျွန်တော်ဒီရှေ့မှာခံထားတဲ့ဒီအဖြူတောင်းလေးကိုကျွန်တော်ထောက်ဒီဝင်ရိုးရှေ့မှာခံထားတဲ့ကောင်ပေါ့နော်ဒီကောင်ကိုကျွန်တော်ထောက်ပစ်လိုက်โอเคထောက်ပြီးကျွန်တော်ပြန်ထည့်ဒါဆိုရင်တအားများအောင်လားမသိညာတော့ရင်ကျွန်တော်ဝါရှာတစ်ခုထပ်ခံပါနော်
ဒီထဲမှာ washer အပါရှိတယ်ဒီအမဲရောင်နဲ့ဒီမဲနဲ့ဒီအပါနဲ့အပါတစ်ခုပါနှစ်ခုပါပါနော်ဒီအမဲတစ်ခုထည့်မယ်ပြီးရင်အဖြူတစ်ခုထည့်โอเคဒီအောင်အဖြူတစ်ခုထည့်ပြီးရင်ကျွန်တော်ပြန်ထည့်ကြည့်โอเคဒီလောက်ဆိုရင်တော့အဆင်ပြေလောက်ရပြီဆိုတော့အနောက်ကဟာလေးကျွန်တော်ပြန်ထည့်လိုက်ဒါအနောက်ဖောင်းပါနော်အနောက်ဖောင်းကတော့ဘာမှဖြစ်တဲ့အတွက်အဲ့တော့တဲစရာမလိုနော်နောက်ဖောင်းကတော့ဒီပုံစံအတိုင်းပဲတော့ပြန်ထည့်ကြည့်โอเคကျွန်တော်ပန်ကာထောင်လိုက်နော်ထောင်ပြီးတော့ရင်ကျွန်တော်မူလီထည့်လိုက်ပြီးရင်ကျွန်တော်နည်းနည်းခောက်လိုက်စီထည့်ကြည့်မယ်နော်ဒီလောက်ဆိုရပြီနော်ကျွန်တော်လှည့်ကြည့်လိုက်ပေါ်လာလို့မှကြည့်ပေါ်နေအောင်ဒါဆိုဆင်ပြေရရင်ကျိုးကိုကျွန်တော်ပြန်ထည့်လိုက်ရပါရင်ခုနကကျွန်တော်ဖြူလဲထားတာဖြစ်တဲ့အတွက်ကျွန်တော်စမ်းကြည့်မယ်နော်မီတာတက်မတက်အဲကြောင့်ပလက်ကောင်ထိကြည့်မယ်ပြီးတော့ခလောက်နှိပ်ကြည့်โอเคမီတာတက်ပါနော်ဒီမှာပိတ်ကြတယ်ဒါမီတာတက်ပါပြီတောင်းခုလုံးတက်တာโอเคဒါဆိုရင်အဆင်ပြေပြီးရင်သူ့မှာပါလာတဲ့ဒီဟာလေးကိုကျွန်တော်ပြန်ထည့်ပေးရဒီကပြုတ်တော့နော်ဒီမှာမူလီရယ်ပြီးရင်ဒီမှာစပရိန်ရှိရပါတော့သူကမူလီပြောက်သွားပြီကော်လီလောင်းပြောက်သွားပြီစပရိန်ကိုဒီအပေါက်မှာထိုးထည့်ပြီးသွားရင်ကျွန်တော်ဒီမှာကျွန်တော်ကော်လီလောင်းအပို့ရှိတဲ့အတွက်ကျွန်တော်ဒီမှာထည့်လိုက်ဒီစပရိန်မှာကင်တာပေါ့နော်โอเคကင်ပြီးတော့ကျွန်တော်နှိပ်ထည့်လိုက် cloud ဆိုဒါလားဝင်သွားပြီဒီလိုလေးဝင်သွားပြီပြီးသွားရင်ကျွန်တော်ဒီမှာထည့်မယ်ပြီးသွားရင်ကျွန်တော်အဖုံးပိတ်မယ်ပြန်ထည့်လိုက်မယ်โอเคရပါပြီပြီးရင်ကျွန်တော်ဒီမှာပြန်တက်လိုက်မယ်နော်ဒီအပေါ်မှာโอเคပြီးရင်ဒီကောင်ပြန်ထည့်မယ်ဒီလောက်ဆိုရရင်ကျွန်တော်ဖြတ်ထောက်ထားတဲ့ capacitor ကိုလည်းကျွန်တော်ကောင်းမကောင်းစစ်ကြည့်ရမယ်ကျွန်တော်အစလေးဖော်လိုက်ကလပ်မီတာနဲ့ပေါ့နော်โอเคဒါ capacitor တိုင်းတဲ့ဟာပေါ့နော်ဘယ်လောက်တက်မလဲတော့အဲ့တော့ capacitor က 1.5 ပဲနော်1500ပေါ့နော်ဒါဆိုရင်ဘယ်လောက်တက်မလဲချက်လောက်ကြည့်လိုက်โอเค 1.5 ပြည့်ရနော် capacitor ကဘာမှမဖြစ်ဘူးโอเคဘာမှမဖြစ်ဘူးဆိုတော့ကျွန်တော်သူ့နေရာသူပြန်ထည့်လိုက်မယ်ပြောရင်တိတ်နေတယ်နော်ဒီကျိုးတိတ်နေတယ်ကျွန်တော်ပြန်ပတ်လိုက်โอเคပတ်ပြီးသွားရင်တော့ကျွန်တော်ဒီသူ့နေရာကိုပြန်တတ်ထားမယ်နော်โอเคဒီလောက်ဆိုရတယ်ဒီဘက်ထိုးပြီးတော့ဖွင့်ကြည့်မယ်နော်နောက်နံပါတ်1ဖွင့်ကြည့်လဲသွားကြလားဒီနံပါတ်2နံပါတ်3နံပါတ်3ပေါ့နော်ဒီမှာလဲသွားပြီ share ပဲဟုတ်ကဲ့ပါပြီးရင်အဖုံးနဲ့ကျွန်တော်ပြန်တက်လိုက်โอเคဒါဆိုရင်ကျွန်တော်ပြန်တက်လို့ပြီးသွားပြီပေါ့နော်လဲသွားပြီဒီပန်ကာလေးပြင်လာပြီးဆုံးသွားပြီပေါ့ကျွန်တော်ဒီတိုင်းပဲပေးတာအတွက်ဒါကျွန်တော်တာဝန်ပြီးဆုံးသွားပြီဟုတ်ကဲ့ပါတကယ်ချင်းလို့ကျေးဇူးအားပေးတဲ့လူတွေတယောက်ချင်းစီတိုင်းကိုကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျနောက်ဗီဒီယိုမှာလည်းပြန်ဆောင်ကြမယ်ကျွန်တော် channel လေးကို subscribe လေးမနှိပ်ရသေးဘူးဆိုရင်လည်း subscribe နှိပ်ပြီးတော့အားပေးတော့အောင်ခင်ဗျဟုတ်ကဲ့ပါကျွန်တော် channel မှာတော့ဒီလိုဝါသနာရပြင်တဲ့ဗီဒီယိုတွေအများနဲ့တင်ပေးနေတာဖြစ်တဲ့အတွက် notification လေးကိုလည်းနှိပ်ထားပြီးဖို့မေ့ပါတယ်ခင်ဗျကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျဒါဆိုရင်ကျွန်တော်ပိုင်ရှင်ပြန်ပေးလိုက်တော့နော် bye